တရားတော်နာကြွရောက်လာကြတော့ယောဂီတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာဘုံကလေးမြတ်တာစွာခံပြီးတော့အာယုံတစ်ပါးစိတ်မသွားစေပဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီ။မှန်ပါဗျာ။ဒီနေ့သာသနာတော်တက္ကရာ2548ခုနှစ်ဘောဇာတက္ကရာ1366ခုတော်ရင်လာဇန်9ရက်2004ခုနှစ်9လပိုင်း17ရက်နေ့ညကျေးဇူးတော်ရှင်အေကမဟာပန္တိတမုဂ္ဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနပေရာဝန်ကျောင်းသားအပတ်စဉ်59ခုနှစ်သုဒ္ဓကျေဝါပင်3လအကျိုးလုပ်ပြီးတရားစခန်းပွဲသို့စခန်းဝင်တရားတော်နာပြည့်ရောက်တော်မူလာကြကုန်သောယောဂီတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့သူလည်းဟောပြောပြတာဒီအားလုံးဒီနေ့သူလည်းတော်အောင်လို့တွေဒိဋ္ဌိဆိုတဲ့စကားလုံးလေးအလုံးနားလည်ကြည့်ရနော်နားလည်ကြည့်ရအောင်ပြောတော့ဒိဋ္ဌိအဲဒီဒိဋ္ဌိမှာမိစ္ဆာဒိဋ္ဌိရဲ့သမာဓိဋ္ဌိရဲ့ဆိုပြီးတော့အပိုင်းနှစ်ပိုင်းဒိဋ္ဌိဘယ်နှပိုင်းနှစ်ပိုင်းဟုတ်ပြီမိစ္ဆာဒိဋ္ဌိရဲ့သမာဓိဋ္ဌိဟုတ်ဒါဖြင့်ဒိဋ္ဌိဆိုတာဘာလဲ what is ဒိဋ္ဌိဒိဋ္ဌိဆိုတာဘာဖြစ်တယ်သာသနာ့ဘာမှာဒါလေးတရားနာတော်မှာအရေးကြီးလို့နော်သာသနာ့ဘာမှာဒိဋ္ဌိဆိုတာအယူဝါဒအယူအဆပြောတယ်သာသနာ့ဘာမှာဒိဋ္ဌိကိုဘာပြောတယ်အယူဝါဒအယူအဆကောင်းသာသနာ့တွင်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောတဲ့သုံးတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအသုံးပြုခဲ့တဲ့ဒိဋ္ဌိဆိုတာလည်းကြတော့အမြင်ကိုပြောဟောဘုရားကဘာသုံးလဲအမြင်လို့သုံးသာသနာ့ဘာမှာကြတော့အယူဝါဒဘုရားမပွင့်နေတာအဲ့ဒီအယူဝါဒအယူဆတွေကိုပဲသူတို့မားတဲ့အယူမှန်တဲ့အယူဟောအယူပြိုင်နေကြဘာပြိုင်နေကြဝါဒပြိုင်နေအယူဆပြိုင်နေသူ့အယူဆမှန်တယ်ငါအယူဆမှန်တယ်သူ့အယူကကောင်းတယ်ငါအယူကကောင်းတယ်ဒါအယူဝါဒအယူဝါဒဆိုတဲ့အမျိုးကဒီလိုနှစ်သက်ရာဆွဲလန်းရာကိုမှန်းဆပြီးတော့ယူထားကိုဘုရားရှင်ကိုယ်တော်မကြီးကအဲ့ဒါလို့မှန်းဆပြီးယူတာမျိုးကိုပြောသလားဒိဋ္ဌကိုယ်တိုင်မြင်တာကိုပြောတယ်အဓိပ္ပာယ်ချင်းပွားတော့အယူအဆဆိုတာနဲ့အမြင်ဆိုတာဘယ်ဟာကသာပြီးတော့အကျိုးတရားမရှိတယ်အတော်လို့စဉ်းစားဖို့ဝေဖန်ဖို့အခုဘယုဖလာအစဉ်လာလိုက်တော်လို့ယူဆလာကြတဲ့အယူဆတွေမိဇန်ကြီးဖဇန်ကြီးအဘိုးတော်တရားမင်းကြီးဘိုးဘိုးအောင်ကြီးဘုံမင်းကောင်းကြီးမျိုးစုံရှိလားရှိပါဘူးအဲ့ဒီကဒိဋ္ဌမျက်မြင်ကိုမြင်တဲ့တရားတွေကအယူဝါဒအပြီးထွက်တော်မယ်အရှင်ထွက်တော်မယ်ဒီလိုပဲရွှေတော်ကြီးပေါက်တော်မလို့လို့
ဒီတော့ဘောကောင်မြင်ဘူးလားမြင်ပါပါဗျာဟုတ်ကဲ့ကျလို့အမိနဲ့ဆိုင်ရဖတဲ့ဆိုင်ရမျိုးစုံပြောနေတဲ့အဒီနတ်တွေရောခင်ဗျားတို့မြင်ဘူးလားမြင်ပါပါဗျာမြင်ဘူးယုံနေမကဘူးဘယ်လိုဆံရတာလို့မေးဖို့ပေါ့ဟုတ်လားအဲ့တော့အစင်အလာရယူဆလာတော့ဒီယူဆတွေနဲ့ပြည့်တက်လာတော့ဘာတွေလုပ်ကြလို့ဆိုတော့တောင်းရှိရင်တောင်းပိုင်ဘိုးဘိုးကြီးဟမ်တောင်းပိုင်ဘွားဘွားကြီးဟမ်တောင်းတော်အရှင်မဟမ်တောင်းတော်သခင်မအမလေးပြောကြတာဘယ်လိုသိလို့လုံးမေးတော့ဘယ်လိုမှမသိဟုတ်ပြီနော်အဲ့ဘုရားရှင်ကိုယ်တော်ကြီးကအဲ့လိုမှန်းဆပြီးတော့ရော်ရမ်းတန်းကြတဲ့အလုပ်မျိုးကိုဘုရားကအာမပေးဘူးဘုရားကအမြင်ကိုဥစားပေးဘာဥစားပေးအမြင်ကိုဥစားပေးပါဗျာဒါမို့လို့ဘုရားရှင်ကိုယ်တော်ကြီးဟောအပ်တဲ့ဓမ္မဂုဏ်တော်တွေညာသုံးသပ်ကြည့်လိုက်တော့တတိခိကလာစဟမ်တတိခိကဆိုတော့တတိခိကိုကိုယ်တိုင်မြင်ရမယ်ကွာဗါလဲကိုယ်တိုင်မြင်ရမှာနော်အတ္တလိကောတော့ပါပါအတ္တလိကောဆိုတာလက်ကျင်တစ်ပဲနောက်ဘဝရှေ့ဘဝမှာရော်ရဲမန်းဆနေရတာမဟုတ်ဘူးလေအခါမလေးဓမ္မသဘောလေးဘုရားဟောအပ်တဲ့သက္ကတော်ဘဝသာဓမောဘဂဝတာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတွေသက္ကတော်ကောင်းစွာဟောအပ်ဘုရားကောင်းစွာဟောအပ်တဲ့တရားတွေဟာသာဝတိကကိုယ်တိုင်မြင်ရမှာပါလေဘယ်လိုလုပ်ကြည့်ပါလဲဟင်အဂါလိကအခါမလေးသိနိုင်မြင်နိုင်ပါလေဟုတ်ပြီနော်သိဟိပတိကလာပါလုံးကြည့်စမ်းပါလို့ခေါ်နိုင်တယ်ခေါ်တတ်တယ်ဟောခေါ်လဲခေါ်နိုင်တယ်ခေါ်လဲခေါ်နိုင်ဟုတ်နော်အခုပရိပဒအလုံးများကြတော့ဆိုတော့သမာဓိလေးကြည့်အောင်အားထုတ်နေတယ်ဝင်လေပြီးထွက်လေပြီးလာလုံးကြည့်စမ်းပါကိုယ်လည်းလုံးကြည့်တော့ဝင်လေထွက်လေကလေးများအာယုံတစ်ခုပဲငြိမ့်နေပြီဆိုတော့ဒုက္ခဝိရိဝဒုက္ခဒေါမနလာလာလိလားဒုက္ခဝိရိဝနာသမတိကမာယဒုက္ခဒေါမနတနာအထိကမာယဒုက္ခဝိရိဝလည်းညိဟင်ဒုက္ခဒေါမနလာလည်းညိกว่าလက်တွေ့စမ်းကြည့်လို့မရဘူးဒါသမေတိကဟင်သမေတိကအာဂါလိကအေဟိပါလိကကိုယ်တိုင်လုပ်ကြည့်လုပ်တယ်လို့သိဘယ်လိုသိမလဲလုပ်တယ်လို့သိမယ်ဆိုတော့ခေါ်ရဲတယ်ခေါ်တတ်တယ်ခေါ်နိုင်တယ်ခေါ်ရဲတယ်ခေါ်တတ်တယ်ခေါ်နိုင်တယ်ဒီနည်းကလည်းရဲရဲချင်းချင်းအာမခံနိုင်တဲ့တရားခေါ်တတ်တယ်မိမိကိုယ်တိုင်အနှစ်အရသာအမြတ်အရသာသုံးဆောင်ခံစားတော့တပါးသောပုဂ္ဂိုလ်ကိုလည်းသုံးဆောင်ခံစားဖို့အတွက်ခေါ်တတ်တဲ့တရားဟုတ်ရောသတ္တဝါနဲ့စမ်းကြည့်သေးတယ်ဟောစမ်းကြည့်လိုက်ပါဦးဝါစာတာပြောနေရမယ်လုံမျိုးမဟုတ်ဘူးရဲရဲရဲခေါ်နိုင်တဲ့တရားဒါကတော့ဒီလိုလုပ်ကြကြဟောအိပါတိကကုန်ပြီးတယ်မပြည့်စုံလားပြည့်စုံပါဘူးသာရိကောအက္ခယောအိပါတိကောဩပ္ပန္နိကောပိဿတံဝေရိတကောဝိညူဟိဩပ္ပန္နိကောဆိုတော့ကပ်ပြီးတော့ဆောင်တတ်တဲ့တရားဘယ်လိုဆောင်ရလဲသူမြင်သားသိကြတဲ့တရားတွေကိုဟာအယောက်ဝယ်လုံးသုံးမို့လို့ဈေးကြောင်းဝယ်လုံးမို့လို့ပွဲစားလုံးသုံးမို့လို့ထုံလုံးချေလုံးမို့လို့ဆောင်လို့မရဘူးလို့ဒီလိုသိတဲ့မြင်သွားပြီဆိုတော့အချိန်တိုင်းဩပ္ပန္နိကောရောင်းရင်ဝယ်ရင်သွားရင်လာရင်နေရင်ထိုင်ရင်စားရင်တောက်ရင်ဆောင်ထားလို့ရဟုတ်နော်ဒီထဲမှာသစ္စာတံဝေရိတဘောဝိညူတိပညာရှိတွေအသီးမိမိဆောင်ရင်ဆောင်ထားသလောက်အကျိုးကျေးဇူးရတယ်တရားတွေပါဆိုတော့ဒါမသိကြဘူးလားသိပါပါမှန်းဆထားတာလားဒိဋ္ဌမြင်လိုက်တာဒိဋ္ဌမြင်ပါဘူးဒီတယ်မလို့ဒီဒိဋ္ဌိဆိုတဲ့စကားလုံးလေးတစ်လုံးလေးကိုလေသာသနာတွင်းနဲ့သာသနာပအမြင်ချင်းဝါအသုံးပြုပုံချင်းဝါပါ
ယူဝါဒနောက်လိုက်ကြမှာလားအမြင်နောက်လိုက်ဒီကလည်းသူလက်တွေ့မှယုံနေဖြစ်ခိရလို့လည်းမဟုတ်ဘူးလေဘယ်ချိန်ဘယ်ကာလပဲဖြစ်ဖြစ်တန်ဖိုးထားမှာလားဒိဋ္ဌမြင်လားဘောပါလားအမေပြောလို့အဖေပြောလို့ဟိုးဆရာကပြောလို့ဟိုးဘိုးတော်ကပြောလို့ဆိုပြီးတော့ရမ်းယုံခိုင်းတာလားမြင်အောင်လုပ်ခိုင်းတာမြင်အောင်လုပ်ခိုင်းတာမြင်မှယုံမှာပေါ့ဟုတ်ပြီနော်အဲ့တော့အယူဝါဒတွေတော့လမ်းဆုံးမနေပဲနဲ့အမြင်မှန်ရအောင်မလုပ်ကြဘူးဘုရားအဲ့တော့ဘယ်လိုကြိုးစားပါလို့ဒီလိုတော့ဒီမှာဒိဋ္ဌိကိုကနှမျိုးရှိနေတာတစ်မျိုးပါပါတယ်ယူဝါဒမိစ္ဆာဒိဋ္ဌိတစ်မျိုးပါလို့သာလူဘောမပေးတာတည်းနော်ဒီမှာဗာလဲမိစ္ဆာဒိဋ္ဌိနောက်တစ်မျိုးပါအမြင်နဲ့ပြောရင်မိစ္ဆာဒိဋ္ဌိဆိုတော့အမြင်မှားกว่าဟင်မိစ္ဆာဒိဋ္ဌိဆိုတော့ဘာလို့သမာဓိရှိဆိုတော့ဘယ်တော့လိုက်ကြပါလို့ဘယ်လိုလုပ်ကြပါဦးအမြင်တော့လိုက်တယ်အမြင်တော့လိုက်တယ်ဆိုတော့မျက်လုံးမကြီးနဲ့ကြည့်ပြီးတော့နေရာကြပါဦးဒါနဲ့မှားဖို့မပြောကြသေးတာဟုတ်နော်အဲ့တော့တော်တော်ဦးဇင်းတို့မှာရှိတာအရှိတရားကိုယ်တိုင်တွေ့ကိုယ်တိုင်မြင်နိုင်တဲ့အရှိတရားခန္ဓာဘယ်နှပါဟုတ်အားလုံးကကြည့်ရခန္ဓာအကျဉ်းချုံးလိုက်တော့ယုတ်တရားနဲ့ဉာဏ်တရားဒီကျုံးတော့ဘာလဲပါအကျဉ်းချက်ရင်ခန္ဓာဘယ်နှပါပြောကြည့်အောင်ခန္ဓာ၅ပါးပါလိမ့်မယ်ခန္ဓာဘယ်နှပါဒါဘလို့ယူဝါဒဒါဝါရလားဘလို့ပြရသူများပစ္စပြချောခေါ်ရင်အကုန်လိုက်ပဲဟမ်ဒါဘုရားဝါရလားဘုရားအယူဆလားဘုရားတို့ပြောလို့ဘုရားအယူဆဆိုရင်ဘုရားကခန္ဓာ၅ပါးရှိတယ်လို့ယူဒီလိုဖြစ်ပါ့ဟဲ့ယူဆရလားအမြင်လားမြင်ပါဗျာဓမ္မရရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်ကျေးဇူးတွေဒီတရားဝတ်အစမှာပဲဒီလိုဝိသတိုင်းစတိုင်းဥဒီပြီးတော့ပူဇော်နေတယ်သစ္စာ၄ပါးမြတ်တရားကိုဆရာမကုပယံဘူးဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်းထိုးတွင်းသိမြင်အောင်မြင်တော်မူပြီးဟောသူကိုယ်တိုင်သိတယ်မြင်တယ်မြင်ပြီးတော့သူသိထားတဲ့အသိမြင်ထားတဲ့အမြင်ကိုအများသတ္တဝါဝင်နေရလေအတွက်မဟာကရုဏာဆိုတာအမှန်ကြီးကျယ်မြင့်မြတ်လာစွာသောကရုဏာတော်ကြီးဖြင့်ဟုတ်ရောသတ္တဝါအများကိုဗာလဲဆိုတော့သနာတော်မူလို့ငါမြင်ထားတာဒီတိုင်းกว่าလို့ထုတ်ပြီးတော့ရောရှာတာဟုတ်လားဒါနဲ့ကအယူတော့မလုပ်လိုက်ရပါဘူးဗာလဲအမြင်အဲ့တော့တရားကဒုက္ခနာမှာရှိတဲ့ခန္ဓာဘာမှဟုတ်ဘုရားတော်တော်မှာအားတော့ဘုလို့အိဟိပါတိကမင်းလုံးကြည့်လိုက်လို့ပြောတာရှင်းလားအဲ့တော့ဒီရူပခန္ဓာဆိုတာဘာတရားလဲရူပခန္ဓာဆိုတာဘာတရားယုတ်တရားဆိုတော့ဘုရားတွေ့ထားတဲ့ယုတ်တရားကြီးဟာဘယ်လိုရှိတယ်လဲဒီဘက်ခန္ဓာဘယ်လိုရှိတယ်ရုပ်ကိုပေါ်ကြည့်တာဓမ္မနမဘိုးပြောကြည့်အောင်ပါလေဟုတ်ပြီပထဝီဆိုတာမာရေပထဝီဆိုတာလေမာရေတောင်းတင်းခက်မှာခြင်းနုညံ့ပြော့ပြောင်းခြင်း
ဒါဘုသူတော်အဲ့ဒီမာမှုပြောမှုသဘောလေးသူတော်ကောင်းတို့တန်တန်မှာဘုခန္ဓာမှာခန္ဓာမှာဟောဒီအပြောဟောဒီခန္ဓာကြီးမှာမာလာရှိပါပါပြောတာရှိပါပါဟောဒါနဲ့ဆက်မှာကျမ်းတမ်းမှုလူညံမှုရှိတယ်ဆိုတော့ဘာရှိတယ်လို့ပဲသေသောဆိုတာအတူသေသောဆိုတာပိတသေသောအုံနာသေသောဒါသာမလို့လားဘုမြန်မာလိုပြောရင်တော့အပူမီအေးမီဟောဗါလဲအပူမီအပူမီရတယ်လောင်တာပဲအေးမီရတယ်အေးရေခဲတွေညာအသားတွေရေခဲရက်ခိုင်းတော့ပြက်တော့ကွာဒီတိုင်းသာလို့ရတယ်ဟုတ်ပြီနော်အဲ့တော့အပူမီအေးမီဆိုတော့အဲ့ဒီပူမှုအေးမှုသဘောလေးကိုဥပ္ပန္နမှာရှိရလားရှိပါပါဘုရားဒါနဲ့ကိုယ်တိုင်ကြည့်လို့မရဘူးလားရပါပါဘုရားအပူရေးလည်းရှိတယ်ဆိုတော့ဒီဘက်ကအာဘောဆိုတာယိုစီယာအာဘောဆိုတာဗါလဲယိုစီယာအားလို့လည်းပြောတော့နာရီဒီလိုပဲဗျာနှာခေါင်းပုတ်တယ်ဗျာဟင်စီသွားတယ်ဝမ်းသွားတယ်အဲ့ဒါဘာလို့လဲအဲ့ဒီစီးမှုအာဘောရတော့အစီးချုပ်ဝါချုပ်ကွာအာဘောကိုဖွင့်ထားတယ်ဒါပြတာလေအဆွေးတွေတွင်တွင်ထွက်နေတယ်အဆွေးလုံးနေတယ်ရှင်းလားဒါပေမဲ့ယူစီးဖွဲ့နေတဲ့သဘောကောမရှိဘူးလားမမြင်နိုင်ဘူးလားသူများပြောလို့ဟုတ်တာလားကိုယ်တိုင်တွေ့အန္တိကတရားဟုတ်ပြီနော်နောက်ဝါယောဆိုတာလေးဆိုတော့လုံးမှုငြိမ်မှုလေးဆိုပါလေသူတော်ခန္ဓာကိုယ်ကြီးဒီလိုမတ်မတ်ထိုင်နိုင်အောင်ထောက်ကံပေးထားတာလေးဟုတ်ကဲ့လှုပ်ရှားနိုင်တာလေသွားနိုင်တာလေဟောလေလို့ကအများကြီးဒါပေမဲ့ဒီလိုလှုပ်ရှားအောင်ယုံကြအောင်ဟာတကကံထားအထုတ်နေကြတယ်ရေဘာမှသိနေတာဘူးဝါရထိတ်နေတာဟုတ်ကဲ့စိတ်တကဝါရောရုပ်ဆိုတာစိတ်ကဥဆောင်ပေးထားတဲ့ဒီဝါရောစိတ်ကလေးကငြိမ်အောင်သိမယ်ဆိုတော့ဝါရောကလည်းငြိမ်အောင်သိအဲဒီထဲမှာဝါရောကဖောက်ပြန်လာလို့လှုပ်လာတဲ့ခါကျတော့အယုံလည်းလုံးစိတ်လည်းလုံးဟုတ်နော်ဒါလည်းလှုပ်မှုရောရှိလားရှိပါပါငြိမ်မှုရောရှိပါပါငြိမ်နိုင်လားငြိမ်နိုင်ပါပါသူများပြောလို့လားဟုတ်ပါဘူးသူများကလမ်းညွှန်တာကိုယ်ကကိုယ်တိုင်ကြည့်တော့တွေ့ဘူးလားသိပါပါဟောဒါဖြင့်ရပါလားပါသိပါပါဒီမှာမာမှုပြောမှုပူမှုအေးမှုယုံကြည်မှုဖွဲ့စည်းမှုလှုပ်မှုငြိမ်မှုဆိုတာတွေကအကောင်းထဲကသဘောတွေအကျဉ်းကသဘောတွေလို့ပြောတယ်ကွာတို့ကြည့်တော့ကောင်းတယ်တွေ့ကြမရှိဘူးတဲ့အဲ့တော့ကောင်းပြီအဲ့ဒီဓာတ်လေးပါးနဲ့ဖွဲ့ပြီးထားလို့ဟုတ်တယ်ရူပခန္ဓာဆိုတာအဖွဲ့ရှိခန္ဓာဆိုတာပါလေဖွဲ့စည်းထားတာခန္ဓာပေါင်းစုထားတာခန္ဓာဒါပေမဲ့အဲ့ဒီရဲ့ဓာတ်လေးပါးအပေါင်းစုကိုဘာခန္ဓာခေါ်လဲဓာတ်လေးပါးပေါင်းစုကိုအဲ့ဒီလေးပါးသောဓာတ်တွေပေါင်းစုထားတဲ့အတွက်ဒီခန္ဓာကိုယ်ရုပ်သဘောကြီးဟာအမြဲတမ်းပါဖြစ်ဘာလို့လဲဆိုတော့မတည့်တာလေစုဘာလဲမတည့်တဲ့ဓာတ်တွေစုနေတဲ့အတွက်သူအမြဲတမ်းဒါကြောင့်မို့ရူပခန္ဓာပဲသဘောရှိတယ်အဲဒီပေါင်းပြန်တဲ့သဘောရှိတာကဘုရားခန္ဓာမှာရှိတာအခုဒီလိုခန္ဓာမှာရှိတာအခုလိုခန္ဓာမှာရှိတာအယုံမှန်ရင်ဒီလိုသဘောပေါက်ယုံမှန်ရင်ဟုတ်တယ်ဆိုယုံလို့ဆိုအပ်တဲ့တရားအားလုံးရဲ့သဘောကိုကဒါနဲ့ဘယ်လိုကြည့်သိတာပေါ့ဟမ်ဘယ်လိုကြည့်တာတွေ့နိုင်လားမတွေ့နိုင်လားအတိတ်ကြည့်ကြလို့ပြောလိုက်မပြောလိုက်အကြည့်လိုက်တော့ဉာဏ်ကလေးသာစိုက်ကြည့်လို့ဂတိထားဝိရိယဆိုင်ပညာနဲ့
တတိဝိညာဉ်ပညာနဲ့ကြည့်လိုက်မယ်ဆိုဘယ်လိုမဆိုမနေနိုင်ပါဘူးအားလာပြင်တာနောက်ဘဝမှာမြင်လာလားကိုမြင်လာလားအားသာလိကပေါ့ဗျဟင်တရားအထုတ်တယ်ဆိုတော့တရားအကျိုးတရားအမြင်တွေကနောက်ဘဝမှာမြင်ရပါလားတောင်းလို့တရားမြင်ဖို့များညာပါရမီပြည့်အောင်ပါလားဟင်ကျေးဇူးရှင်ဘုရားဆရာတော်ကြီးကဘလို့သတ္တိထက်ထားတယ်ဒီစလုံးလေးပေါ့တော်တော်များများပြဿနာတက်နေကြတဲ့စလုံးဒီနေ့ဒါလေးဆက်ပြောတာဆရာတော်ကြီးကမင်းတို့တရားရတယ်သာဝကပါရမီမလိုပေါ့ရင်းပြောတော့ဟုတ်ပြီနော်ခန္ဒီဘုကိုကြီးသာမတတ်လို့ဒီလိုပြောတာလားဘုရားကန့်လိုက်ကြလားဘုရားလည်းမျိုးသာဝကတွေတရားရဖို့ပါရမီလိုသေးတယ်လို့ဘယ်တော့မှထုတ်မပြောဘူးဟင်ပေါ်ရရှိတာပေါ်တော့နာရတဲ့ဘုရားကအမြင်မှန်ရသွားရအောင်လုပ်သွားရပါရဲ့လားမလို့ရတော့ဘုရားကကိုယ်လူကြီးရတဲ့စိတ်ယဉ်ကျေးစိတ်ရှိတယ်ဆိုတော့ဒုက္ခရောအခုလည်းရုပ်ပေါက်ပြန်လာများခင်ဗျားတို့ခုမြန်မာလိုနားလည်အောင်ပြောနေဒီလိုပြောမဲ့လူမတွေ့ရင်တော့မပြောရဘူးပေါ့အခုပြောမဲ့လူတွေ့လို့တော်တော်လို့ကိုယ့်ကိုယ်ကြည့်လိုက်တဲ့အခါကျတော့သဘောပေါက်လားပေါက်နိုင်တယ်ဆိုရင်ဒါဒုက္ခကြီးနေတဲ့တရားပဲဟင်သဘောပေါက်လားမဲ့စိတ်ကကိုယ်စိတ်ကအလားထားပါရုပ်မှန်ရင်ဒါတော့လည်းတော်တော်သိအောင်လို့ကြားနေပြီအဲ့တော့ပါရမီမရှိလို့မမြင်တာလားမလုံးလို့မမြင်တာလားမလုံးလို့မြင်ပြီးတော့ပါရမီတောက်အောင်ပါလားအပြင်းနေကြမှာသို့လို့ဟမ်တတိယကပါရမီကိုမပါပါဘူးမဟုတ်ပါဘူးစိတ်ကိုမရှိတော့ပါဟမ်တရားသိခြင်းနဲ့စိတ်ကိုမရှိပါဘူးဉာဏ်နဲ့စိတ်ကိုမရှိပါဘူးသစ္စာဝေလိတဘောဝိယူပြီးပညာရှိတွေလောက်တော့တော့ရပါတယ်ဘယ်လိုလဲလောက်တော့ပဲရပါတော့ဓမ္မဂုဏ်ကျေးဇူးမှာဘုရားပြောတတ်တာကလောက်တော့ပဲရပါပါနမင်းကြီးသွားတော့ကိုရပါပေါ့လောက်တော့တော့မလို့ရင်တော့ရပါပါလုံးရင်လုံးတော့ရတတ်တဲ့တရားဆိုတာလေဒီတရားတစ်ခုရှိတယ်မှန်ပါဗျာကျန်တာလေးကြောင်းဝယ်ဆိုတာလေသင်နိုင်ရပါလားမရပါဘူးဗျာမှန်နိုင်ဖြစ်ပါလားမရပါဘူးဗျာဘူးအရင်တစ်ခေါက်ပြတယ်နောက်တစ်ခေါက်ပြချင်မှာဖြစ်မှန်ပါဗျာဟင်အရင်ရောင်းဝယ်တဲ့ပေမဲ့အခုတည်းကမှဒါလည်းပုံပေကားရတွေ့လို့မရပါဘူးဗျာကျမ်းပါလိမ့်လို့တို့ရတာမရပါဘူးဒီနေ့ကျမ်းပါရေးလိုက်ကြပြီးတော့အာသဇာသမားဆိုတာအာသဇာဆိုတာကကျမ်းပါရေးကနေပေါ်လာကျမ်းပါရေးကြောင်းအောင်လို့အာသဇာလို့ရင်းများဒီနေ့ကမ္ဘာချန်ပီယံကြီးဟာဘက်ဟန်ဒူးကျိုးရပြီလေဟမ်အဘယ်ကြီးကိုခြေတော့ကျိုးလို့လေဟုတ်လားဘာသာကြီးကောင်လေးမကန်နိုင်မြန်မှုလေပြောတော့သူတို့ကျမ်းပါရေးပြောလို့တာလေဟုတ်လားဟင်သူတို့ဘာလို့ရလားမရဘူးအခုဒီမှာဒီတရားကတော့လုံးတော့ရမယ်ကျလားကောင်းပြီဒါလေးကိုကိုယ်တိုင်မြင်ပြီးတော့ကိုယ်တိုင်ပြိနိုင်အောင်ကြိုးစားတာဘုရားကဝါဒပြောထားတာလားအမြင်ပြောတာငါလည်းယုံကြည်တော့ဒါသွားတွေ့မင်းတို့လည်းဒါတွေ့အောင်ကြည့်လိုက်ရှင်းလားအဲ့တော့ယုံမှန်ရင်အဲ့ဖောက်ပြန်တာဗာတရားအဲ့ဖောက်ပြန်မှုဟာငါလားယောက်ျားလားမိန်းမလားပုဂ္ဂိုလ်တ attva လားအဲ့ဒီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာကအယူအဆယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကအယူအဆအဲ့ဒီယူအဆကြီးနဲ့ကြည့်ပြီးတော့ဟာဒါယောက်ျားပဲဒါမိန်းမပဲသူပဲညာပဲလုပ်ပြီးတော့အမြင်ပါလေတော့မှန်ပါလေအဲ့တော့မိစ္ဆာဒိဋ္ဌိဒီလိုပါဖြစ်ဘုရားတော်ကဘုရားရှင်ရဲ့လမ်းညွှန်မှုတက်ရုပ်ကလေးတွေဉာဏ်နဲ့ကြည့်တော့ဘာသွားတွေ့ယောက်ျားကြီးရဲ့ယုံတရားလဲမိန်းမတွေရဲ့ယုံတရားလဲဘုရားရှင်
ရှင်ကိုယ်တော်ကြီးယုတ်မှန်လို့ရပါဘူးဆရာတဲ့လူတွေကသူ့ရှိတာလည်းယုတ်ပြားနဲ့နောက်ပြီးတော့ဒီပေါင်းပြန်လာကြီးဘယ်လိုပြောသွားတာလဲဆိုတော့ဘောသူလိုငါလိုသူလည်းထောက်ကြတာဟုတ်လားအဲ့တော့မှတကယ်ညာနဲ့ရှင်းရှင်းကြည့်တော့အဲ့ဒီယုတ်ကိုငါလို့ဆိုမလားငါတူလည်းဖောက်ပြန်နေတာလားဟုတ်ပါဘူးဗျာဒါလေးစဉ်းစားဖို့ဟမ်ယောက်ျားလေးဒီဖောက်ပြန်နေတာလားဟုတ်ပါဘူးဗျာမိန်းမလေးဒီဖောက်ပြန်နေတာလားဟုတ်ပါဘူးဗျာဟာဘာမှဖောက်ပြန်နေတာဒါလို့ရုပ်ရှိနေရင်ဟုတ်ပါဘူးအဲ့တော့ရုပ်မှန်ရင်ဟုတ်ပါဘူးအဲ့ဒါသဘာဝအမှန်ကြီးပေါ့ပါလေအဲ့တော့အဲ့ဒီဖောက်ပြန်မှုသဘောလေးကိုယောက်ျားလို့တတ်ဆိုမလားမိန်းမလို့တတ်ဆိုလို့မရပါဘူးခုကမ္ဘာနဲ့နေကြတာလူကောင်းလို့ပဲဗျာဟာပင်လိုက်ဝတ်ထားတဲ့ကိုတော်ကြီးလည်းပါဟင်လူသားကြီးတွေပါပါဗျာအတိလားရှင်ကြီးတွေရောပါပါဗျာဟာတော့ကမျိုးသမီးယောဂီတွေရောပါပါဗျာသူလုံးပါကြတာသူတို့အတိအသီးအမိနာမတွေရောတတ်ထားတာဘုံကြီးမယ်ဒီလားယောက်ျားမိန်းမဟုတ်နော်ဒီထဲမှာခင်ဗျားတို့အမြင်လေးနဲ့ချက်ကြည့်လိုက်ရင်အနတ်ယမကိုယ်ကြောက်ဟုတ်တယ်တရိစ္ဆာန်တွေမှာလည်းရုပ်မရှိဘူးရှိပါဘူးတရိစ္ဆာန်တွေရုပ်ပေါ့အာဒီကိုကြီးအတော်အိုပြီဆိုတော့ဘာလို့လဲအာဒီကိုလည်းကျိုးနေတယ်ကွာဒီဟာပေါ့ဒါဖြင့်ကိုယ်ရုပ်လေလူရုပ်လေနိုင်ရုပ်ကောဟောဒါပေမဲ့သိရအောင်မှာကကိုယ်ရုပ်ပေါက်ပြန်တယ်နိုင်ရုပ်ပေါက်ပြန်တယ်သူကဟေးဘာတရားမို့လဲဒါဖြင့်လူပဲနောက်ပဲကိုယ်ပဲသူပဲငါပဲကအမှန်လားဟောက်ပြန်တာကအမှန်ဒီတော့မှအမြင်မှန်ရသွားဘာရပါအဲ့တော့ယုတ်ကတော့ဟောက်ပြန်တယ်ဝေဒနာကြတော့ခံစားရတဲ့အပေါင်းစုဝေဒနာဆိုတာပေါင်းစုထားတာပါတော့ခံရပေါင်းစုထားတာဒါမို့လို့ရူပခန္ဓာပြီးတော့ဗါတဲ့ဝေဒနာခန္ဓာဝေဒနာဆိုတာမြန်မာလိုပြောတော့အဲ့တော့ဒီလိုမှလို့ခံစားတဲ့တွေရှိတယ်ဝါစာတဲ့ခံစားမှုဝမ်းနေတဲ့ခံစားမှုရောရွှင်တဲ့ခံစားမှုချမ်းသာတဲ့ခံစားမှုဆင်းရဲတဲ့ခံစားမှုဟုတ်နော်ဒါဖြင့်ပြောရင်ဆိုတော့လူတွေပြောတဲ့သာယာမှုနဲ့နတ်တွေပြောတဲ့သာယာတဲ့ခံစားချက်ခံစားပုံနဲ့တူပါဘာတူလဲဘာတူလဲပြောတာဒီတူလားချမ်းသာတာချင်းချမ်းသာတယ်ဆိုချမ်းသာတာပဲပေါ့ဆင်းရဲတယ်ဆိုကောင်းတဲ့ခံစားချက်မကောင်းတဲ့ခံစားချက်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဲ့တော့ခံစားမှုရှိရင်ခံစားမှုသဘောချင်းဒါဖြင့်အဲ့ခံစားမှုကိုငါခံစားတယ်လို့ဆိုပါလားဟမ်သူများတို့ခံရလားခံရတယ်နော်ကောင်းတော့သိလားသိပါတယ်ဗျာသိလားသိပါတယ်ဗျာဉာဏ်ထားသိပါတယ်ဗျာမဉာဏ်ထားသိပါတယ်ဗျာဟုတ်ပြီဒါရင်လူတယောက်ပြောတာနဲ့လူတယောက်ပြောနေတာတူပါဗျာပြောတဲ့ခံစားမှုချင်းတူပါဗျာအဲ့ဒါသူပဲငါပဲလို့ရင်တော့သူကငါတော့မပြောဘူးငါကသူတော့မပြောဘူးကျုပ်ချက်လာငါကပူဆင်းရဲတယ်သူကပူဆင်းရဲဟုတ်ပြီနော်ဒုက္ခချင်းကသူကပူတယ်ငါပူတယ်လို့ကြာကြည့်ပြလိုက်အဲ့တော့ခံစားမှုဆိုတာတော့အကောင့်ထဲလားသဘောလားအမေတို့ကြီးกว่าခံစားနေတယ်ဆိုတာသဘောပဲဆိုကလေးလေးတွေရှိတော့ခဲ့သူတို့အလုံးမပြည့်တော့ဘာလို့ကြကြနော်အဲ့ငိုးနေရတာလေသူတို့ကျန်တာလေးပြလိုက်တော့ဒီကိစ္စနဲ့ဘာလို့ရောခုလားခုရောဟောကလေးကိုရအပြောင်းလဲနေတာ
တကယ်လို့သူကလည်းကလေးတွေကဒါမငြိမ်းရဘူးလူကြီးရောအလူကြီးတွေဓာတ်တင်လေးပါလေးများကြည့်နေတော့ဟမ်ရုံးကြလေးတွေ့တော့မဲကြလေးတွေ့တော့ဘာမှငိုကြတွေ့တော့မသမီးကြောင့်လည်းရင်ကြသေးဘူးဘောပါလားအဲ့ဒါလေးခင်ဗျားတို့ဒါကတည်းကပြောင်းခံလို့ပါလားဗျာရေးရလားရေးပါဘူးဗျာအကောင်းသေးပေါ့ရေးပါဘူးဗျာအခုရေးပါဟမ်ငိုရာလေးရောညီတဲ့ချိန်ကြံလေးလားကြံပါဘူးညီရာလေးရောငိုတဲ့ချိန်ကြံလေးလားကြံပါဘူးအဲ့ဒါလေးခံစားတဲ့ကိရိယာလေးငိုရာညီရာအကောင်းသေးကိုပြောတာကခံစားမှုသဘောပြောတာအဲ့ဒီခံစားမှုတွေမှာပုဂ္ဂိုလ်သတ္တဝါပါဟုတ်ပြီနောက်တစ်ခုကသင်ញဲခန္ဓာနောက်တစ်ခုကလည်းသင်ညာဆိုတာပြောပါအောင်ဘာလို့လဲသင်ညာဆိုတာအဲ့ဒါဆိုတော့တို့ကသူလီကြောင်ကြားမှတ်တာဘောရှိဘူးလားရှိပါရဲ့ဗျာအဖေမေကိုမမှတ်တာရောရှိပါရဲ့ဗျာဟုတ်ပါပြီကိုလည်းကျဲတယ်လူလည်းမကျဲတယ်လူလည်းမှတ်ပါဗျာနော်ဒါပေမဲ့အဲ့မှတ်ထားတာကိုအခုဒီနေ့ဒီဘဝမှာခင်ဗျားတို့ဘုရားတရားအလားခုဒီဘဝတွေခင်ဗျားတို့မှတ်ထားမိတဲ့လောက်ဆိုရင်မလက်ပြသိရင်ပြုလုပ်ကြတယ်လားဟမ်သာကိုယ်တော်ပြည့်တယ်လည်းမှတ်မိတော့တယ်ရေးတော့ပါလားအဲ့ဒီမှတ်ထားတယ်ခင်ဗျားတို့ဘယ်ထဲသွားသိထားကြလဲဟမ်ဒီအုံနောက်ကျဲဆိုလေဘာတော့ဘူးပြဒီကောင်းလေးသေးသေးလေးဟုတ်လားမိစ္ဆာတော့နေမယ်တော့ဒီကိုလည်းသိတာဟုတ်ပါဘူးဗျာဒါဘယ်နဲ့သိတာဟမ်အကောင်ပဲရှိတာရှိပါဘူးဟုတ်လားလေမှတ်တာလည်းအကောင်ပဲရှိပါဘူးအဲ့တော့မှတ်တော့မမှတ်ဘူးလားမေးတော့အာခွေးလေးလည်းခဏကျွေးထားတော့မှတ်တာလည်းနောက်နေ့အမြည်လေးနဲ့လိုက်တာဘာကျွေးတာလို့ရုံးနဲ့ရိုက်ကြည့်တာပါဟမ်အဝေးကြီးကနေဘာလို့အောင်တော့မှာသူကဘာလို့ထားလဲဒါတော့မြန်သူပဲဒါတော့မိတ်ဆွေပဲကိုယ်နဲ့ကိုယ်လိုလိုက်ရင်တော့သူလည်းပါဠိရဲ့နားလေးရဲ့ပဲဗျအဲလိုလည်းအကျိတ်တွေ့ရင်တော့ဟုတ်လားအကျိတ်မတွေ့ဘူးဆိုတော့ဟောင်းတာပဲကိုယ်ပြောတာနော်သူလည်းပါလေအဲ့ဒီမှာတဲ့မှာသတ္တဝါပါပါဗျာပုဂ္ဂိုလ်ပါပါဗျာဘာဖြစ်တဲ့သဘောမှတ်ပါဗျာဟောတာလည်းဟောသိကြပြီနော်ဒါကိုယ်တိုင်ကြည့်လို့မသိဘူးလားသိပါဗျာမသိနိုင်ဘူးလားသိနိုင်ပါဗျာမမြင်နိုင်ဘူးလားမြင်နိုင်ပါဗျာတရားတွေမြင်တာကအားလုံးမြင်နိုင်တာအားလုံးမြင်နိုင်ပါဗျာအရိယာကြီးတွေမှာသိတာကလုံးတဲ့လူသိတာလားလုံးတဲ့လူသိတာအဲ့ဒါပြစ္ဆဒဝိရိတဘောဆိုတာအဲ့ဒါပြောတာအသိအသိရနိုင်ရဲ့ဟုတ်ပြီနော်ဒါဖြင့်အချိန်တောက်နေရမှာလားအခုလို့အားရဖို့တော်ဘာရဘူးလို့ဟုတ်ပြီအဲ့တော့အယူဆနဲ့နေတိတ်တိတ်နေကြမှာလားအမြင်မှအောင်ကြိုးစားမယ်အမြင်မှအောင်ကြိုးစားပါဘုရားတော်လည်းခုမဲ့ဆောက်ပြန်တာဘယ်မှာရှိခံစားတာပေါ့ခံစားတာပေါ့ဘုရားခံစားမှာလို့ကိုယ်ပဲရှိတာကိုရှိလိုက်ရုံပဲကိုယ်ရှိတာသူများဟောကိုရှိတဲ့ရုပ်ရည်ဝေဒနာရယ်သိညာရယ်ကိုယ်တည်းလည်းရှိတယ်လို့သူရကိုယ်တော့ပူလေးကိုကပူလာလားဒါလည်းတော့ပူမပူတော့တဲ့ဟမ်သူတဲ့နာကကိုယ်ပဲသိရရင်ရှင်ရလို့ဆိုလဲဘုဒ္ဓသားလေဘုဒ္ဓသားလေအဲတော့မွဲတာပြန်လဲကိုယ်သားလေလားသူဒီသုံးပြာကိုမရှိဘူးဟုတ်တယ်မင်းမရှိရမဟုတ်ငါအကျိုးစီကိုတော့မှလားအမွေးကြတယ်ခင်ဗျားတို့ကဘယ်လိုသားလဲဘောသားအမေလုံးနိုင်ရိုးနိုင်တော့ငါဒီနေ့လေရှော့ပင်းထွက်လိုက်တာဟမ်ဆိုရင်အိတ်ထဲပါတော့လား
သိတော့ဖြစ်သွားတယ်ကိုယ်ရောသာဟုတ်သေးလို့ကွာမနေ့ကဟမ်ငါ20ကျော်တော့ကွာသုံးတာရင်းကြတယ်ဘယ်သူကသာဘယ်တော့အကုန်လုံးကိုယ်ကသာမှာလေဟမ်မတာရင်ကြိုက်ကျက်တာကောင်းလားမတာကောင်းလားလူတို့ပါလိမ့်မယ်ဟမ်တာကောင်းလားမတာကောင်းလားပြန်ရင်အကုန်ပါနေတာဟုတ်လားဟမ်အခုကခန္ဓာငါးပါးမှာကိုယ်မျက်စာလေးလားရောက်ပြီလားကိုယ်မသာဟုတ်လားဒီအမြင်မှမရှိတော့သူကမှပုံတက်လို့ဟမ်နာကပုံတက်လို့တော့ပါတော့ငါဒုက္ခမှပုံကြည့်နေတယ်လို့တော့ပါလားပုဂ္ဂိုလ်တ attva နဲ့ရှိနေတာဟုတ်ကဲ့လူကတော့နာနဲ့တည့်တယ်လို့ဆိုပြီးမှာပေါ့ဘုမတည့်တယ်လို့ပြီးပါဘူးမဟာဘုရားတော်ကြီးတော့ပါလားအဲ့တော့ဒါနဲ့ပြဿနာတဲ့အဲ့တော့မလေးချင်းတွေဆိုတော့အဲ့ဒီမတူဘူးလို့ယူဆထားတော့လေလောဘလာနိုင်မလားလာနိုင်ပါဘူးလာတော့မလာဘူးလာပါဘူးအဲ့ဒါမှန်ကြည့်ရမလားဒိဋ္ဌိသိနေဒိဋ္ဌိသိနေပါလေရှိတာအမြင်လေးတစ်ချက်မှားရတယ်နောက်ကလောဘလာတော့ဘယ်လိုမကြလဲဒေါသဟုတ်ပြီနော်လောဘလည်းလာမယ်ဒေါသလည်းမာနဟုတ်ရကျန်ပြီးဆိုင်ပြီးဆိုတာတော့မဟုတ်ရအဒိဋ္ဌိတွေရောဒါတော့မှလာတော့မှနောက်ကနေဒီအမြင်လာမှရင်အယူဝါဒမှားတယ်ရှင်းလားဒီဘာဖြစ်မှန်းသိလို့လို့တိုင်လို့ကိုမကောင်းဘူးဆိုပြက်ကလေးလာပြီးဟောပြတာဒါလို့လောကမကောင်းမှပြက်ကလေးကပြတာကြီးထားတာငကူပဲကြီးထားတာဘာမှမဟုတ်ဘူးလောက10နှစ်စာပြီးရေးယူရတယ်10နှစ်ရှိဟင်အဲ့ဒါကအမှန်ဖြစ်ခဲ့တာရောက်ဝယ်မကောင်းဘူးဝယ်ရင်ကောင်းမလို့မှာဘယ်လိုကြားခင်ဗျားတို့ရောက်ဝယ်ကောင်းလုပ်ပေးနိုင်လုပ်ပေးနိုင်သူ့အတူအရင်လုပ်ပေါ့ခင်ဗျားတို့ဘာလို့လုပ်ပေးမှာတော့ပါလားဘယ်ဆရာများပါရင်ညာရှိရဥသောတိကတောင်းပြီးတော့ကြာဟုတ်ပါလားဒီနေရာရှင်လို့ကိုမရလို့ကြာလိုက်တိုင်းလို့တော့တော့ပါတယ်နော်အဲ့တော့အဲ့ဒီဘုန်းကြီးဒီဗေဒညာသွားမေးကြအောင်မေးပါဘူးသွားပြီသွားပြီဟမ်သွားကြောက်ရဒီတရားတော့ဒီဘုဟုတ်တော့ဟမ်ကဲစဉ်းစားလာရှိတော့အကျိုးဝါဒနဲ့တင်းတိမ်ရရမလားမြင်မအောင်ကြိုးစားမြင်မအောင်ကြိုးစားဟုတ်ပြီသင်္ညက်ခန္ဓာပြီးတော့ဗါလေသင်္ခါရခန္ဓာဆိုတာဘာလို့လဲပြုမြင်တော့အကောင်ပြတဲ့သဘောလားသဘောပါဘူးပြုမြင်မှုအသေးလေးတွေမရှိဘူးလားရှိပါပါဗျာထိုင်မှုထားမှုသွားမှုလာမှုလှုပ်ရှားမှုပြောဆိုမှုကာယကံဝစီကံမနောကံကာယစေတနာဝစီစေတနာမနောစေတနာပြုမြင်မှုတွေမရှိဘူးလားရှိပါပါဗျာအဲ့ဒီနေ့ဘာလို့ပြုမြင်လို့ဒါပေမဲ့ဝေမနောပြုမြင်တာလေရုပ်ပြသမှာဒီနေ့တနေ့ဒါပဲဗျအဲ့ဒါမပြုမြင်ဘူးလားရှိပါပါဗျာအဲ့တော့အကောင်လေးရှိတယ်ရှိပါပါဗျာတော့ကိုယ်စေတနာနဲ့ဓမ္မစေတနာဒီပါရှိပါပါဗျာစေတနာဒီပိုင်းနဲ့မလောဘူးပါတော့ရှိတယ်နော်ဟမ်ဟုတ်လားလူတိုင်းကိုထားနိုင်တဲ့စေတနာကိုမှမရှိဘူးလို့ပြောတာဟုတ်လားကျွန်တော်မွဲပါလေပါမွဲစေတနာသောလို့စေတနာအလူတိုင်းနဲ့မကြမ်းစီလို့ပြောတာဟုတ်လားဒါစေတနာဟာသူနဲ့ငါနဲ့များကိုယ်လေးတာမွဲပါဘူးဗျာပုဂ္ဂိုလ်သတ္တဝါများပါလေပါဘူးဗျာပြုပြင်တတ်တဲ့ဘောပါလေပြုပြင်တတ်တဲ့ဘောပါဗျာအေးသူ့ပြုပြင်မှုကကိုယ်နဲ့မကပ်ရင်အဲ့ဒီစေတနာမကောင်းဘူးဟမ်ကိုယ်ပြုပြင်မှုကသူနဲ့မကပ်ရင်
လာမှာပဲဒါပေမဲ့အတောင်ကျရှိတာပြုပြင်တတ်တဲ့ဟုတ်ပြီနော်အဲ့ဒီခေတ်ပုဂ္ဂိုလ်တ attva ရှိသလားရှိပါဘူးဗျာပြုပြင်တတ်တဲ့သဘောကိုခင်ဗျားတို့မှရှိရတယ်ရှိပါဘူးဟုတ်ပြီနောက်တစ်ချက်ကဝိညာဉ်နဲ့ခန္ဓာနောက်တစ်ခုပါလို့ဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတာဘယ်သဘောရှိသိတဲ့သဘောခုနကသိရောသိလားသိပါပါဗျာသာမန်ကောင်းမှန်လာမှန်ဒီမှန်ဆိုင်မှန်မြင်မှန်ကြားမှန်သိပါပါဗျာသိတယ်အဲ့လူကြီးကကိုပြီးတော့သိပါပါဗျာဟမ်သိပါပါဗျာသိပါမလားသိပါပါဗျာအယောက်ျားကြီးနဲ့မိန်းမကြီးသိပါပါဗျာဘုန်းကြီးနဲ့မေတ္တာကြီးသိပါပါဗျာဟမ်ဘုရားကိုမင်းဟမ်တူရင်တူတယ်လို့သိတာချင်းသိတဲ့သဘောချင်းဘုရားကအတိမ်နဲ့ကတော့ပေါ်မှာပေါ့ဒါကသိတဲ့သဘောတော့ပြန်တော့ပြန်လဲရလားလူကြတဲ့ကိုကြတဲ့မတူတော့ပြန်ပုံရင်ဒီခင်ဗျားတို့ဒီတိုင်းပရိပညာနဲ့ကရှုကြည့်ခြင်းမရှိရင်လေခင်ဗျားတို့လည်းပြန်မယ်ကာမဝိတက်ဗျာပါဒဝိတက်ဝိဟိန္ဒဝိတက်ဟုတ်ပြီနော်ဒါလူတွေကြလားခွင့်ရောပါကြလားကာမဝိတက်ယာဝဒဝိတက်ဝိဟိန္ဒဝိတက်ဒါဟင်တော့ပါလားဒါဖြင့်ကြံတဲ့သဘောချင်းသိတဲ့သဘောချင်းဒီပုဂ္ဂိုလ်ကတော့ပါလားအဲ့လိုမပါတာကိုဘာလို့ကြောက်မပါတာကိုမြင်အောင်လုပ်အောင်ဘာလို့လဲမမြင်နိုင်တဲ့တရားကမြင်နိုင်တဲ့တရားဘယ်သူမှရှိတာလို့ဘယ်သူမှရှိတာဒီခန္ဓာမှာအပြီးအပြီးရှိနေတယ်ဆိုတော့သူရဘောငါကြည့်ရမလားကိုယ့်ကိုယ်ကိုကြည့်ရမလားအေးဒါကိုယ့်ကိုယ်ကိုကြည့်ရမှာမဟုတ်လို့ခင်ဗျားတို့တရားအထုတ်တော်မှာဆိုတော့မျက်လုံးလေးပါလို့ထုတ်ထားတယ်ဘာလို့ဆိုတော့မျက်လုံးဖွင့်ရင်ဟုတ်လားဉာဏ်ကြီးကိုယ်ကိုကြည့်ရတယ်တရားအထုတ်တော်မှာဆိုရင်အဓိကပြောတာဒါစိတ်ဉာဏ်ချင်းကတောက်တော့ကခံကြည့်ရင်တော့ဘယ်လိုပြီးတော့ပိတ်တာရှင်းပညာရှိကြီးကလည်းကမ္ဘာတိုင်းတော့မယ်ဆိုတော့ဘယ်လိုပိတ်တဲ့ဟမ်အဲ့ဒီရဲ့လုံးကကိုယ်ရှိတာတော့မြင်မှုရဟမ်ကိုယ်မျက်ရှိတော့ဘယ်လိုอ่ะတော့ဘယ်လိုအမျိုးလုံးကမှားမှန်းလို့အဲ့ဒီကံမျိုးလုံးပိတ်ဘာလဲကြည့်ရှင်းလားဟဲ့ကံမျိုးလုံးကမျိုးလုံးပါကြီးကိုဗျဘာလဲကြည့်ရဒီနေ့ပြီနော်ကောင်းပြီဒါလေးကိုပြလို့အယူဝါဒနဲ့အမြင်မှန်သဘောလေးကျမ်းကိုယ်တော်ကြီးခန္ဓာဝက်ကမှန်ယုံပါဠိတော်မှာလာတဲ့ဒေသနာတော်အနုဝိဓာနသုတ်ဒီနေ့ခါကြည့်ရဘာလို့လဲဘုရားရှင်ကိုယ်တော်ကြီးဝေဒာလီကြီးအထွတ်တက်တဲ့အကြောင်းသတင်းသုံးအဲ့ဒါလည်းမှဒါနာမည်လေးတော့ကြည့်ပုံရပြတ်သက်ဆောင်ပြီးတောက်တဲ့အကြောင်းအထွတ်တက်တဲ့အကြောင်းဟုတ်ကဲ့နော်အကြောင်းနာမည်တော့ပါဘူးအထွတ်ပါတဲ့အကြောင်းပေါ့အဲ့တော့အဲ့ဒီအထွတ်ပါတဲ့အကြောင်းမှာသတင်းသုံးပြီးတကားလားနေလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အနိဗ္ဗာန်မှာပဲကျောင်းဝင်လားကျောင်းဝင်တဲ့မှာပဲအရှင်အနုရာတာဆိုတဲ့ဟာလေးတစ်ပါးနဲ့နိုင်တစ်ပါးနားပါလေဒါကဘုရားကျောင်းဝင်ကြီးနဲ့ဆိုင်ကျောင်းဝင်အစပေါ့ကျောင်းဝင်လက်ထမ်းမှာပြတဲ့ကျောင်းဝင်နေနေတဲ့ခါကျတော့တရက်မှာအဲ့ဒီအရှင်အနုရာတာရှိရဘုရားတက်ကစိတ်ကြည့်ကြီးတွေဆိုတာရှိပါလိမ့်စိတ်ကြည့်ဆိုတာဝါရရှင်စိတ်ကြည့်ဆိုတာဟာလေသူတို့စိတ်ကြည့်လို့ပြောတယ်ဒိဋ္ဌိမဟုတ်ဘူးနော်ဗါလေစိတ်ကြည့်ဆိုတာဝါရယူဝါဒမျိုးမျိုးကိုဖန်ဆင်းနေကြတဲ့ဖန်ဆင်းနေကြတဲ့ဒီခွင်နေကြတဲ့ဝါရရှင်
သူ့ဝါဒငါဝါဒအမြဲပြိုင်နေကြတဲ့ပုဂ္ဂိုလ်တွေသူဘုရားကျောင်းသားကရှင်အနုရာကအကြောင်းဝင်နေတွားရင်းလာရင်ရောက်လာပြီးတော့အဲ့ဒီဒိဋ္ဌိကြီးတွေကဘဝကြီးပေါ့သူဝေးရောက်လာပြီးတော့အရှင်အနုရာကအပြန်အလှန်နှုတ်ဆက်ပြီးတော့မေးခွန်းလေးမေးငါရှင်အနုရာကသင်တို့ဘုရားရှင်ကိုယ်တော်နဲ့ပြီးတာအမြူဝါဒနဲ့ပတ်သက်ပြီးတော့တတ္တဝါသိရင်ဖြစ်သေးတယ်လို့ယူသလားဒီလေပထမမေးရပါလေတတ္တဝါသိရင်ဖြစ်သေးသလားဆိုတော့ဒိဋ္ဌိကြီးတွေဒီလိုမေးလိုက်တော့ရှင်လူရတာမပြောတော့ဆိုတော့ငါရှင်လူရရှင်ကိုယ်တော်မြတ်ကြီးကအဲ့ဒါလိုတော့မပြောဘူးဟမ်ဘတ်တော်ကသိရင်ဖြစ်သေးတယ်လို့ဘုရားကယူသလားယူပါဘူးအဲ့ဒါလိုတော့ယူပါဘူးဒါဖြင့်မဖြစ်တော့ဘူးဆိုတဲ့အယူယူသလားမေးလိုက်နောက်တစ်ခါပါလေမဖြစ်တော့ဘူးဘာဖြစ်တော့ဘတ်တော်ကသိရင်မဖြစ်တော့ဘူးဆိုတဲ့အယူယူသလားဆိုတော့ဒီလိုနဲ့မယူပါဘူးငါရှင်ဘုရားပြည်ရဘုရားမေးစိတ်ကြီးဘာဝတိကမေးတတ္တဝါသိရင်ဒီယူမျိုးများမှာရှိသလားတဲ့နောက်မဖြစ်တော့ဘူးလို့များအယူရှိသလားဟုတ်ရောနောက်ဖြစ်ပြီလည်းမဟုတ်မဖြစ်ပြီလည်းမဟုတ်ဟမ်ဖြစ်ပြီလည်းမဟုတ်မဖြစ်ပြီလည်းမဟုတ်ဒီလိုအယူများရှိသေးတာဒါမှမဟုတ်မဖြစ်ပြီလည်းမဟုတ်ဖြစ်တဲ့ကြောင်ရောက်အယူဆများရှိတယ်လားသေလို့တရားရှင်ကြီးဘောရမဒီ၄ပါးသောအယူဆတွေကိုဘယ်လိုယူဆထားလဲဘယ်ယူဝါဒနဲ့နေတယ်လဲဟုတ်ပြီနော်ဒါမှမဟုတ်အဲ့ဒီဒိဋ္ဌိတွေဟာဘာလို့တီးထွင်နေလဲဝါဒအယူဝါဒကိုဟုတ်ရောဘာလို့ဒီဖြစ်နေတာဆိုတော့ဘုသတ္တဝါသိရင်ဖြစ်လားမဖြစ်တော့ဘူးလားဖြစ်ကြည့်တယ်မဖြစ်ကြည့်တယ်လားမဖြစ်ကြည့်တယ်မဟုတ်ဖြစ်တယ်ရောင်ရောင်လားဆိုတော့မျိုးစုံပေါ့ကြာဆနေတာဘာလို့ကြာသူလည်းဆိုတော့ကိုယ့်ကိုယ်များအေးအေးဆေးဆေးရင်ငါတော့ဘဝမှာဖြစ်ဦးမှာလေဘာများဖြစ်ဦးမှာလို့ဒီဘဝနဲ့ပြီးမှပြီးပါမလားဟမ်ဘုန်းကြီးတွေတော့ပြတယ်ကတော့ငါမြင်ကုန်မြင်မှုဟုတ်မှဟုတ်ပါမလားဟမ်သဘောပါလားအဲ့လိုအကျဉ်းစီလေးတွေရှိဘူးလားရှိပါတယ်အဲ့ဒီကြာစီရဲ့ယူဆဖြစ်တာလေအဲ့တော့ဘယ်ယူဝါဒကိုငါတို့သင်လို့ဆရာကယူဆပါတယ်ဘယ်ယူဝါဒကိုလက်ခံထားတယ်ဆိုတော့အရှင်တို့ရတာအရှင်ကငါလေးကပါပြောတယ်ဆိုတော့ငါတင်လို့ငါတင်လို့မေးတယ်တတ္တဝါသိရင်ဖြစ်သေးတယ်လားမဖြစ်တော့ဘူးလားဖြစ်ပြီလည်းမဟုတ်မဖြစ်တယ်ရောင်လားမဖြစ်ပြီလည်းမဟုတ်ဖြစ်တယ်ရောင်လားလို့ဆိုတဲ့အယူဝါဒမျိုးကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကကျင်ပြီးတော့ပြောပါတယ်ရှောက်ပြောတယ်ပေါ့ဟုတ်ပြီနော်ဒီယူဝါဒကိုဗာလဲရှောက်ပြီးတော့ပြောတယ်ဆိုတော့သူတို့မေးတဲ့မိကုန်းဘယ်တစ်ခုမှအကျိုးမဝင်တော့ဘူးဘုရားကဘယ်လိုပြောလဲရှောင်ပြောတယ်သူတို့ဟိုတိတ်ကြည့်နေတာသူတို့လိုချင်တဲ့အဖြစ်မင်းကတော့ဘာမှလည်းကြည့်ကြည့်ကြကြပြီးတဲ့ကိုယ်တော်မဟုတ်ပါဘူးဝါငယ်သေးခင်ပါလေဟုတ်ပြီနော်ဘုရားသာသနာ့ရောက်တာငယ်သေးလို့ခင်ပါရဲ့ဝါငယ်သေးလို့ခင်ပါရဲ့ဘာမှလည်းကြည့်ကြည့်ဂဂနနာပြီးတဲ့ကိုယ်တော်မဟုတ်ပါဘူးအသက်တော့ကြည့်ပြီးသက်ကြည့်လို့လည်းခံကုန်ဟုတ်လားအသက်ကြီးပြီးအသိတရားမရှိဘူးဆိုပါလေ။ခံကုန်နေလေးပါတဲ့အသက်သာကြည့်နေတယ်ဘာမှဂဂနနာသိရလို့ဟုတ်ပါဘူးကွာမင်းနေပါလေတို့သွားကြပါလို့ဆိုတော့မြည်ကျော်တောက်ပြီးတော့သူ့ကိုရှုပ်ချပြီးပါလေ။သွားလိုက်တယ်ဆိုရင်ပဲရှင်လူရထားကဝမ်းမြောက်သွားတယ်။ဟိုဒီကြီးရသေးဆိုတော့ဟောလေမင်းကမင်းကအခုဝမ်းမြောက်ပါလား။
ဟုတ်ပြီနော်ဘာဖြစ်လို့ဆိုတော်ပြီးနောက်ထပ်ညာဆက်မေးငါဘာလို့အောင်တော့ပါလိုက်တဲ့လိုကတာပြီးတော့ပဲတရားလေးပြီးတော့မယ်ဆိုပြီးတော့ဘုန်းကြီးကမင်းကြီးတဏှာကြီးသွားပြီဆိုပဲတဏှာကြီးလို့ကိုယ်လည်းပြောဘူးဆိုတော့အဲ့ဒါပဲအနုရာရဖြစ်တာအဲ့ဒီဒါဒီလိုပြောမှသဘောပေါက်ဟမ်တာပြီးတော့မယ်ဆိုတော့အဲ့ဒီချိန်မှာကိုယ်နှလုံးပုံမှန်အောင်ကိုပြန်ကြသတိပဋ္ဌာန်အားရတော့အခုလည်းအနုရာရမင်းနေကြရတယ်သူကမသိဘူးဗျာဟမ်ကိုယ်ကတော့ဖြေချတယ်ဒီ၄ပါးတော့အယူခါတယ်ကိုဘုရားကကြောင်းဟောတယ်ရှင်းဟောတယ်ဆိုတော့ဒိဋ္ဌိတွေလည်းပြန်တော့တော်ပြီနောက်ထပ်ဆက်ပြီးငါပြဿနာပရိဒါနိပါလို့ဟမ်ပြန်တော့ကိုသိလို့ပြအောင်နော်အဲ့တော့မှဒိဋ္ဌိတွေလည်းပြန်တော့အနုရာကဘုရားပြည်ကြီးအရှင်ဘုရားတဲ့ဒီလိုဒီနေ့ဒီလိုကြောင်းတာဒိဋ္ဌိတွေလာပြီးဝေးတယ်တတ္တဝသိရင်ဖြစ်သေးလားမဖြစ်တော့ဘူးလားဖြစ်ပြီးတယ်ဟုတ်မဖြစ်တယ်အောင်လားမဖြစ်ပြီးတယ်ဟုတ်ဖြစ်တယ်အောင်လားအယူဝါဒတွေမေးတဲ့အခါဘုရားကြီးတော်ကငါတို့ဘုရားကဒီလိုယူဆတယ်တတ္တဝသိရင်ဖြစ်မဖြစ်ဆိုတာကိုရှောင်ဟောတယ်လို့ပြီးတော့ပြောလိုက်တယ်ဗျာဟုတ်နော်ဘာလို့လဲရှောင်ဟောတယ်လို့ပြောလိုက်တယ်ဗျာတဲ့အဲ့ဒါပြီးတော့ဘယ်လိုဖြေရင်အရှင်ဘုရားရဲ့အယူဝါဒကိုရှင်းရောက်လာကြပါမလဲဟုတ်နော်အရှင်ဘုရားအယူဝါဒကိုရှုံ့ချရမရောက်ပါလေဘယ်လိုဖြေရမလဲနောင်ရဆက်မေးလာရင်ဘုရားကြီးတော့ဘာဖြေလို့ဖြေရမှမသိတဲ့ဆိုအရှင်ဘုရားကြီးကိုလာရောက်ခြင်းဖြစ်ပါလေဟုတ်လားဘယ်လိုဖြေမှအရှင်ဘုရားရဲ့အဖြေမှဖြစ်မလဲဒါလေးကြီးဟုတ်နော်အဲ့တော့ဘုရားရှင်ကိုယ်တော်ကြီးအောင်ပြီးတယ်စိတ္တအလို့ရတာရုပ်တရားကြီးဟာမြဲသလားရုပ်နဲ့မြဲလားဟောက်ပြန်ပြီးတော့ဖြစ်ပြီးတော့အဲ့ဒီရုပ်ရဲ့သဘောလေးပြည့်စုံစုံပြောကြဒုက္ခညီညာညာပဲဟောက်ပြန်တဲ့သဘောလေးသူ့ပြီးတော့ဖြစ်ပြီးဟုတ်ပြီနော်ဒါဖြင့်ရုပ်ကမြဲသလားမြဲပါဗျာဝေဒနာပဲသဘောရှိတယ်ဒီဒီဆုံးတော်လို့လေခန္ဓာတတ်တော်ဟောသူဖြစ်ရမှုပါဗျာခန္ဓာတတ်တာအကောင်းကြီးစုနေတာလားသဘောလေးစုနေတာသဘောလေးစုနေတာအဲဒီသဘောစုဝေဒနာဖြစ်ပြီးရင်မြဲပါဗျာအဲဒီဝေဒနာရောမြဲသလားမြဲပါဗျာဘာကြောင့်ဆိုပညာရောပညာမြဲသလားမြဲပါဗျာသင်္ခါရမြဲပါဗျာဝိညာဉ်မြဲပါဗျာဘုကိုယ်တိုင်သိနိုင်တာကိုယ်တိုင်ခန္ဓာကိုယ်နဲ့စိုက်ကြည့်လိုက်မယ်ဆိုရင်ရုပ်မြဲတာတွေ့မလားမမြဲတာတွေ့မလားမြဲပါဗျာဒီဖွဲ့ဒီလိုပြန်ပြီးမှဘုံလူရတာရုပ်မြဲလားဟိဒီလောက်နဲ့မေးတာတို့ခင်ဗျားတို့ကဒီလောက်နဲ့မရဘူးထုံပွေကတ်တော့ဟဲ့ကဲခင်ဗျားတို့ရုပ်ကြည့်ကိုယ်ရုပ်ကိုကြည့်မြဲတာတွေ့မလားမမြဲတာတွေ့မလားမြဲပါဗျာဝေဒနာရောမြဲပါဗျာပညာရောမြဲပါဗျာသင်္ခါရမြဲပါဗျာဝိညာဉ်မြဲပါဗျာကဲတရားကြည့်ဖြစ်ပြီးမြဲပါဗျာဒါကြတဲ့အဲ့ဒီဖြစ်ပြီးပြည့်နေတဲ့တရားတွေကပုဂ္ဂိုလ်လားဟုတ်ပါဗျာသတ္တဝါလားဟုတ်ပါဗျာဒါဖြင့်အနုရာရရေးတဲ့ယူပန်ရုပ်တရားကြီးကိုမင်းကသတ္တဝါခေါ်မလားကဲခင်ဗျားတို့ရုပ်ကိုသတ္တဝါခေါ်ဟုတ်ပါဗျာဝေဒနာကိုဟုတ်ပါဗျာသင်္ခါရကဝိညာဉ်ကိုဟုတ်ပါဗျာဝေဒနာပဲတော့ဝိညာဉ်ကအဲဒီကြံတဲ့ပုဂ္ဂိုလ်သဘောကသတ္တဝါဟုတ်ပါဗျာပုဂ္ဂိုလ်လားဟုတ်ပါဗျာအဲဒီကြံတဲ့သဘောကဆိုကြံတာပုဂ္ဂိုလ်လားဟုတ်ပါဗျာသတ္တဝါလားဟုတ်ပါဗျာဒါနဲ့ဒီငါမပါတာကိုပုဂ္ဂိုလ်သတ္တဝါခေါ်တာလားဟုတ်ပါဗျာဟုတ်ပြီနော်ဒါနဲ့တကယ်ရှိတာခန္ဓာမပါအဲဒီပုဂ္ဂိုလ်သတ္တဝါပါလားမပါတော့မှဘုရားပြောလိုက်တာလေးရှင်းရှင်းလေးစိတ်သားအမိတာမင်းအခုခန္ဓာ၅ပါးရဲ့ဆရာတော့ပုဂ္ဂိုလ်သတ္တဝါဆိုတရားရှိပါပါဘုရားရှိသလားရှိပါပါဘုရားယုံမှန်ရင်ဟောက်ပြန်ပါလေဟောက်ပြန်တာပုဂ္ဂိုလ်လားဟုတ်ပါဘူးသတ္တဝါလားဟုတ်ပါဘူး
ယောဂဖောက်ပြန်တယ်ဖောက်ပြန်တာယောဂဖောက်ပြန်တယ်ဒါပဲရှိဘုရားအမိကြဗျာဒါဖြင့်ရုပ်ထဲမှာဘောသတ္တဝါပါလားဝေဒနာလေးပေါ့ပညာသင်္ခါရဝิญဉ်ထဲမှာဒီခန္ဓာထဲမှာလည်းပုဂ္ဂိုလ်သတ္တဝါခန္ဓာမှတစ်ပါးဟောဒါဖြင့်ပုဂ္ဂိုလ်သတ္တဝါလို့ဆိုရပုဂ္ဂိုလ်သတ္တဝါဆိုတာကလေယူဝါဒပုဂ္ဂိုလ်သတ္တဝါကခန္ဓာ၅ပါးကခန္ဓာ၅ပါးကပုဂ္ဂိုလ်သတ္တဝါကခန္ဓာ၅ပါးကအမြင်မှန်နဲ့ရှားကြည့်လိုက်တော့သတ္တဝါဆိုတာဒါဖြင့်အနုယာဒမဲစဉ်းစားပါဦးလေးကိုယ်တိုင်ရှားမတွေ့တဲ့သတ္တဝါသိရင်ဖြစ်သေးတယ်မဖြစ်တော့ဘူးဖြစ်ပြီလည်းမဟုတ်မဖြစ်ပြီလည်းမဟုတ်မဖြစ်ပြီလည်းမဟုတ်ဖြစ်တဲ့ကြောင်ကြောင်ဆိုတဲ့အယူဝါဒကိုငါကကြောင်ဟောတယ်ဆိုတာမင်းဖြေတဲ့အဖြစ်သဘာဝကြာမကြာဟမ်ဘာကိုရှင်းလားဟမ်ကြာပါဘူးသဘာဝကြာတယ်ကြာဘူးကြာပါဘူးဘယ်လိုကိုယ်ရှင်းရလို့ဒီနေ့ပြောပါမလို့ကြောင်ဟောတယ်ကျင်ဟောတယ်ဆိုတာသဘာဝကြာမကြာကြာပါဘူးဟမ်ကြာပါဘူးကြာဟုတ်ပြီသတ္တဝါမရှိဘူး။ကြောင်ရလည်းမလို့ကျင်ရလည်းမလို့တကူကိုမရှိတဲ့အတွက်မင်းဘာမှပြောနေရဘူး။ရှင်းလား။အဲ့ဒါအဲ့လိုမှအရှင်းပြတာသဘာဝမကြတော့ပါဗျာ။ဆိုတော့မင်းကိုယ်တိုင်ရှားကြည့်တွေ့သလား။တွေ့လား။ဒါနဲ့တကူကိုကမရှိတဲ့အတွက်သိရင်ဖြစ်တယ်မဖြစ်ဘူးဖြစ်သေးတယ်မဖြစ်ဘူးဖြစ်ကြည့်တယ်မဖြစ်ကြည့်တယ်ပြောနေရဘူး။အဲရှောင်းနေကြတယ်ဒါပေမဲ့နောက်လည်းကြောင်းနေကြမလို့ဖြေတတ်မလားကွာလို့မေးသဘောပါလားဒါပေမဲ့အလူရာကဘယ်သူကြောင်းသားနေရလဲဘုရားကြောင်းသားနေပြီမဲ့သူဘာသာနာသိရလားမသိတာမလို့လို့မေးအမြင်မှန်မရှိလို့အမြင်မှန်ရအောင်လုပ်မထားတဲ့ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးကဒီတဲ့ပုဂ္ဂိုလ်သတ္တဝါရှိသလားရှိပါဘူးဗျာအမြင်မှန်မှန်လေးပဲနဲ့သိပါမလားသိပါဘူးဗျာမသိတဲ့ခါကျတော့သူဘယ်မှာလဲသုံးတယ်ဒီဘာရလားသုံးတယ်ဟုတ်လားသူများပြောတာတော့ဆင်းအောင်သင်္မားတွေပြောတာအေးဒါကြောင့်မလို့ဦးဇင်းတို့မနေ့ကလည်းပြောတယ်တကယ်ရှိတာခန္ဓာဘယ်နှပါအဲ့ဒီ၅ပါးကြီးရတယ်ခင်ဗျားတို့ရန်သူလားမိတ်ဆွေလားရန်သူလေမနေ့ကဘာတရားဟောသိချင်းတရားလည်းဒီခန္ဓာ၅ပါးပဲသိမင်းတော့ခန္ဓာအားပဲသိနေတာပေါ့ဒါဖြင့်တကယ်ရှိတာကသိတဲ့ဘောရှိတာပါရှိတယ်ရှင်းလိုက်ဟောက်ပြန်လိုက်ဟောက်ပြန်လိုက်ရှင်းလိုက်ဒီနေပါသေးတယ်ဘာလို့ဒီတော့ကိုပြရှိသေးလားပြီးတော့အနုရလားမင်းကိုကနေရာမကြတာအမြင်မှရအောင်လို့ရှင်းလားငါဘုရားကပြည့်ပြတ်တာနှမျိုးပဲရှိတယ်ကွာဒုက္ခသစ္စာနဲ့နိရောဓသစ္စာဟုတ်လားသိမှလည်းဒုက္ခကြီးရဲ့ဒုက္ခအစစ်ကလွတ်ကြောင်းဒီနှစ်ခုရှိတာလေရှင်းမလားရှင်းမလားဆိုတော့ခန္ဓာ၅ပါးပါသစ္စာဘာလို့ဒုက္ခသစ္စာဖြစ်လဲအောင်ရပြီဖြစ်ပြီးတော့သိချာမနော်သိချာမနော်ခန္ဓာ၅ပါးပါသစ္စာဘာလို့ဒုက္ခသစ္စာဖြစ်လဲအောင်ရပြီဖြစ်ပြီးတော့အဲ့ဒါလို့ဖြစ်ပြီးကျက်တတ်လို့ဘာသစ္စာအသိရဲ့ဉာဏ်ကဘယ်လိုသစ္စာလာရင်ဒီဘက်ကသတ္တဝါသိရင်ဖြစ်သေးတယ်မဖြစ်တော့ဘူးဆိုတဲ့အယူစားတယ်ဒါနဲ့သိသွားတာဘုရားအမားတွေသိပြီဆိုတော့နောင်ဒုက္ခလာအောင်လားနောက်ခန္ဓာမလာတာကသူကဖြစ်မယ်မဖြစ်ဘူးဖြစ်သေးတယ်မဖြစ်တော့ဘူးတွေးကြအဲ့တော့အယူဝါဒနဲ့နေကြမလားအမြင်မှန်ရအောင်လုပ်တာအမြင်မှန်ရမှအရှင်လူရတာနဲ့သာဓုသာဓုဆိုသူကရဲရင်ပြင်းလို့ရောက်သွားရဲရင်ပြင်းရောက်လို့ဆိုတော့ဝိသိကိစ္စမရှိတော့ဟုတ်နော်ဒုရောတန်တရားတွေလည်းအဲ့တော့လိုအပ်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စနောက်နေ့တွေဆက်ချုပ်တာပေါ့လုံးလုံးတွေမှာခန္ဓာ၅ပါးမှာရှ
ကိုယ်လားသတ္တဝါလားဒါလေးသုံးကကြည့်နေရင်တော်တော်လို့အမြင်မှန်ဘုဒ္ဓခန္ဓာကြည့်ရုံပဲဘုဒ္ဓခန္ဓာကိုကြည့်နေတော့ဒါသတ္တဝါသိရင်ဖြစ်တယ်မဖြစ်တော့ဘူးတွေးကြဒါနဲ့ငါသိပြီးပါပြုံးမှာလို့ဘောပါကနာပြုံးမှာမပြုံးစဉ်းစားကြရတယ်ဘူးတဲ့အဲ့တော့အယူနဲ့လမ်းမဆုံးပဲနဲ့ဘာရအောင်လို့မြင်မှန်ရအောင်လို့ဘုဒ္ဓခန္ဓာကြည့်ဘုဒ္ဓခန္ဓာကိုကြည့်တော့ဘယ်ခန္ဓာကြည့်ကြည့်ဖြစ်ပြီးရောဖြစ်ပြီးရောဖြစ်ပြီးပြတာပါသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ဒုက္ခမလာတာကသစ္စာလည်းချက်သားဒီကဲလို့သစ္စာ၄ချက်ကြိမ်နဲ့ကြိုက်မှလာရင်မိစ္ဆာဝါဒဘေးမှာလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့စားရင်းနဲ့အမြင်မှန်ရအောင်ကြိုးစားကြပါစို့လို့တိုက်တွန်း